အားလုံးပဲမင်္ဂလာပါဗျာဒီတင်စားပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Jasper ကျော်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇာလန်စာစောစီစီဦးတင်မင်းတို့ဖျားပေါ်မှာဖလက်မချွတ်ပဲအာနာရီထသိနေတာဟိုမှာအဲ့တော့နောက်ဖေးဆိုင်ဟိကျော်တို့တိုင်လဲနိုင်တယ်လို့ချင်းလင်းဒူးဒူးဖက်ဖက်တွေပြန်ကြွေတာမချောင်းတစ်ပုတ်ကဘာမှအဖြစ်ရဘူးငနေကမျက်စိဓာတ်နဲ့ထိုးပြီးလို့အတော့ကိုပြေးတာပင်တဲ့မြတော့ကောက်ဖြစ်သွားသေးတယ်ဟိုမှာမအေးဝဲတချမ်းနဲ့ကိုပူပူလူးလို့နဲ့ဟင်းကျော်စောကနေ Jasper ကျော်ဖြစ်သွားပြီသူတို့အဖွဲ့ကအကုန်တိုက်တာတိုက်လို့ရတာမှန်သမျှစော့တိုင်နေတော့လက္ခဏာတွေပါနေပြီပစ္စည်းတွေတရားလုံးလို့ပါအဲ့တော့ Jasper ကျော်မိမပြားရည်လေတယောက်ကြား Jasper ကျော်ကိုပင်မနဲ့တခြားလူလေးပါလေးပြောင်းလို့ခိုင်းတာငနဲကလည်းမရဘူးသူပါတီနဲ့လိုက်တဲ့လူကလည်းဒီအလုပ်ပဲရှိတာဆိုတော့ပြားရည်လေနှုတ်ဆိတ်နေလေရတယ်အဲချိန်ဦးကျူးမတို့တိုင်းပြည်ကလည်းဘာစိန်တော့ညာစိန်လို့ဆိုပြီးနာမည်တွေရှောက်ပြီးတာစိန်ဆိုပြီးမိတစ်ဖြတ်ဖြတ်နဲ့အယောင်ကိုဆုံးခါနေရပဲအဲ့ဒါအယောင်ဆုံးဝင်မဲ့သူတို့မာမိတ်နိုင်ငံတွေကအဲစိန်တုံးကိုတလဲစီထိန်းသိမ်းဆောက်ရှော်တာဒီနေ့အလဲကျတဲ့အတိုင်းပြည်ကမောင်ဂရင်းတို့တိုင်းပြည်အဲ့ဒါမောင်ဂရင်းပဲအဲစိန်တုံးကိုတာဝန်ယူပြီးသူတို့တိုင်းပြည်တဲချလာအဲချိန်ဒီဘက်မှာအပြာမှာနီနီအောင်ကလည်းဆရာမကြီးဖြစ်နေပြီသူကအပြာထိတ်ခေါက်ဖြစ်နေတာအဲ့တော့ကျန်တဲ့တိုင်းပြည်တွေအားနေသွားအောင်အချင်းချင်းရတိုက်ပြီးမယ်ပြီးမှသူကကောက်စားလုံးမှဆိုပြီးအရင်ဆုံးလူယုံရွေးဖို့ရှာမယ်လို့ဒါအပြာ CCTV နဲ့အမှချက်ချင်းပဲ Jasper ကျော်တန်းတွေ့ပြီးငနဲ့ data တွေပါတန်းတည်တာကောင်းလိုက်တဲ့အပြာ CCTV သူကဘဲရလာတယ်အနာဂတ်မှာဘာဖြစ်နိုင်တယ်ဆိုတာတွေပါသူကသိနေတော့ငနဲ့ကိုအသုံးချဖို့ဖားလာခဲ့ဆိုပြီးအပြာ CCTV ကိုတာဝန်ပေးထုတ်ပြလိုက်တယ်ဒီချိန် Jasper ကျော်ကလည်းစိန်လုံးတင်လာတဲ့မောင်ဂရင်းတို့ဖွဲ့ကိုဓမြလာတဲ့တာရိုးရိုးမလာဘူးရေပေါ်ရှာပြေးတိုင်းနဲ့ကိုမအမရေထဲပြေးနေတဲ့ငနေကကုန်းပေါ်မရောက်သေးဘူးအပေါ်ကပြေးနေတဲ့ငနေကတီးကောင်းနေပြီကိုမရှေ့တာအလိုနဲ့သူတို့တွေလေတီးကြမယ်ကောင်းကောင်းနေဖြစ်ပြီးနောက်ဆုံးမောင်ဂရင်းနဲ့ရှင်ဖိုင်မှာသူတို့ကတက္ကသိုလ်တက်တုံးကဘော်ရာတွေဖြစ်နေတာဒါနဲ့ဘာဖြစ်တာလဲတော့မဖြစ်ရင်တင်လို့ဆိုပြီးအကျိုးကြောင့်မိတာအင်ကျော်တော်လေအာနာသိန်းခံရရင်ပါတီတစ်လုံးကျွန်းသွားလို့ဓမြဖြစ်တဲ့အထိပါပြောပြလိုက်တော့အနေလေကျွတ်တို့တာယာတို့လို့ပြီးသူတို့တိုင်းပြီးအလဲလိုက်ခဲ့ဖို့ခေါ်တာအင်ကျော်တော်လေနောက်မှလာမယ်လို့ပြီးမယ်သူညမကျော်ရနာအိုပန်းနဲ့မောင်ဂရင်းတို့ကမျက်လုံးချင်းတော့တီးထုံနေပြီဒါနဲ့သူတို့လေလမ်းခွဲနေဘူးချောင်းတော်ကြီးစခန်းပြန်ချလာတယ်လမ်းမှာနီအောင်တစ်ဖက်အပြာစစ်သူကြီးနဲ့တူလို့တာလျက်နဲ့လိုက်ထိုးတာဒုံးကြီးတက်ကြတယ်ဟိုပါအပြာဖွဲ့ကထွန်းလို့နဲ့မဟာအမိလားမသိဘူး CCTV တွေရောတာလျက်ဒုံးကြီးတွေရောနဲ့ဟိုပါအလိုနဲ့မတရားတိုက်တဲ့အဖွဲလေမတရားထိုးတဲ့ကောင်နဲ့ထိုးတော့ဝရုံသုံးစီးတွေဖြစ်ပြီးအသားရပဲမအချသွားတာနေအောင်စီရောက်ချလာရောအမနေအောင်နဲ့သူတို့တွေအပေးယူလို့သူကဆင်မဖြစ်အောင်မောင်ဂရင်းတို့တိုင်းပြည်ကစိန်လုံးမဲ့ယူပေးအနေကိုအရင်ထိနှိုင်းရအောင်ပြန်ကူညီမယ်ဆိုတော့အနေလေသဘောတူပြီးပြန်ချလာတာပြားရည်တို့ကမျက်ရည်နဲ့မျက်ခွက်ပြနေပြီအမယုတ်တရက်သူ့ကိုပြန်တွေ့တော့သူလဲဝမ်းသာငါလဲရှင်ပြုံးနေဖြစ်ပြီးအင်ကျော်စောလဲအပြာမနဲ့အပေးယူလို့လာခဲ့တဲ့ချောင်းပြောပြလိုက်တယ်ပြားရည်လေသဘောတော့မချပေမဲ့သူတို့ထိနှိုင်းပြန်ရဖို့နီလန်းဆိုတော့ခွင့်ပြုပေးလိုက်ရောအနေတွေလဲချက်ချင်းရောက်ချသွားပြီးအမဝင်ခွင့်တောင်းဝင်ခွင့်တော့ပေးပြီမဲ့လန်နက်အပ်ဆိုတာနဲ့အကြတာ Jasper ကျော်ကလွင်ဆိုပြီးတတူးတော်ထိုးထားသေးတယ်ဟိုမှာဘယံခင်မှာအကုန်ပတ်ရှုံနေတာအပြားတွေရောတနတ်တွေရောတတူးတွေရောနဲ့ဟိုမှာအဲကနေမောင်ဂရင်းလဲငနေတွေကိုခီးဥကြိုပြူဒီမှာပြောတော့နေလို့တာရောက်တော့နီအောင်ရောက်ချလာပြီးဘီကိုဘုံနဲ့ထူအကုန်မှောက်သွားတော့မှဟင်းကျော်တော်ဆောင်ပြီးဘီတွေတစ်ဖြက်ဖြက်လက်နေတဲ့စိန်လုံးကြီးမှချသွားတာမနေ့ရောက်တော့ပြဿနာတွေတက်ကုန်ရောဟင်းကျော်တော်ခိုးတာဆိုပြီးအဲ့တော့သူတို့အဖွဲ့သားတွေလေလှေပေါ်မှာစိုးရိမ်နေကြတာငနေတွေကပင်လေတဲ့နေတာတိန်နေပေါ်မှာလွင့်နေတာလားမသိဘူးဟိုမှာရေမမြင်ရပဲတိန်နေပဲတွေ့နေရလို့အလိုနဲ့ဘယံအဖွဲ့လေဟင်းကျော်တော်ကိုထောင်ချမယ်လို့သူတကယ်ချင်းမောင်ဂရင်းကလေထောင်ချရင်သူတကယ်ချင်းပင်မမှာဆိုလို့အနေကိုသူယုံပြီးသားသူအာမခံတယ်လို့ဒီတော့ညာတော့ကဘီကိုဘုံပြီးသွားတဲ့ရဲမတ်တွေရောက်လာမှာအပြာမနေတီအောင်ဆိုတာသိပြီသူနဲ့ Jasper ကျော်ကလည်းအချိတ်ဆက်ရှိတာကိုပြောပြလိုက်တော့အနေကိုအဲ့ဒါယူပေးမယူနိုင်ရင်မောင်ဂရင်းကိုထောင်ချမယ်ထားလို့ပြန်ရောဝိုးမထိုင်ပြီးထောင်ချမယ်ဆိုတာကြီးပဲအဲကနေဆောင်းတလဲတွေထပ်ဖြစ်ချင်တော့ပြားရည်ကိုလူရိုင်းတွေကတခါဖမ်းချသွားပြန်ရောရေပူစော်ဖို့ဆိုတော့အင်ကျော်စောတို့လည်းခရီးရောက်မဆိုင်ဆက်လိုက်ရပြန်ရောအမလူရိုင်းတွေကလည်းတကယ်ရမ်းချမ်းဟိုမှာရှုံးခံနေတာပဲညနာတွေကိုအသကုံးရှောက်ချင်တာပါဆိုင်နေမှမသိဘူးတယောက်ကကြားကောင်းတ
တယောက်ကမြောက်ခေါင်းနဲ့ဟိုပါဘလို့နဲ့ဟင်းကျော်တို့လည်းအတကုံရွာလွှင့်တာကျိုးတွေများချမ်းအရာကိုနီနီအောင်ကလည်း live ကြည့်နေတာ CCTV ကနေဟိုပါ live လို့မပြီးတော့ဘူးပြီးတော့သူ့အားခံလို့ဆိုပြီးမုံတိုင်းတွေပါထပ်တိုက်တာဒါလည်းငနေကဘာမှဖြစ်ပြန်ဘူးလူရိုင်းနေနေတဲ့ကျုံးကိုရောက်ချလိုက်ရောအမရောက်ချင်းမဲ့ဆက်ရုံနဲ့တခါထိုးပြန်ရောဟိုပါစုံကြအဲ့တော့ဆက်ရုပ်ကို Jasper ကျော်ကသူ့တနက်နဲ့ပဲပြစ်ထုတ်ပေးလိုက်တာဆက်ရုပ်လည်းပေါက်ကွဲသွားတာနဲ့သူတို့လည်းစတိုးချလာတာတကြုံတွေကိုသူတို့ကနေပါလူရိုင်းတွေချညဘက်ဖြစ်ပြီးဘုံတွေအောင်ထတည်နေပြီဒါနဲ့ငနေတွေလည်းမယမနာစထိုးလာတာအချိန်မီလေးရောက်လာတော့ညဘက်ပြန်ဖြစ်သွားပြီအမလူရိုင်းဖွဲတွေကိုဝင်ပြီးဂျာကြီးကပါလူရိုင်းထဖြစ်နေတော့ဟိုးမဂျာကြီးသူပါတဲ့နေရာမရှိဘူးအဲ့တော့ဂျာကြီးနဲ့ Jasper ကျော်တီနောက်ဆုံးဓာတ်နဲ့အပိုင်းခါလိုက်ရတော့အပိုင်းတေးဇက်သိန်းသွားရောဟိုးမဂျာကြီးတခါနဲ့အဲကနေ Jasper ကျော်တို့ဖွဲ့နိုင်သွားပြီအဲဖွဲ့ကအပြာမလိုက်ရုံတက်ဖြစ်တော့ဒါနဲ့သူလေတော်ပါပြီတဲ့ဆိုပြီး Jasper ကျော်ကိုစိန်လုံးတိုက်ရမပေးပဲ mission နဲ့ထားလို့ခိုင်းမယ်ရောလို့တော့ငနေလေသူညမကျော်ရနာဥပါနဲ့ထိုးချလာတာခြေတပေါင်းကျိုးတရေနဲ့ထတွေ့လို့စောရပြန်ရောအဲ့ဒါခိုးလိုက်ပြလိုက်နဲ့ပြချင်တာပြတဲ့အပိုင်းနဲ့စောတာမနဲ့တီးရတယ်ကိုမဘာသရဝါဒီမှမသိဘူးအဲကနေနောက်တကောင်မီးလူသားလည်းထပ်တီးနောက်ထပ်တီးရမယ်လူကြမှာအပြာမပဲဖြစ်နေတော့အဲ့ဒါအပြာမကြတော့တကိုးရှင်ဆိုတော့ကိုအောင်ဖန်ဆင်းပြီးအချင်းချင်းပြန်တီးခိုင်းတာ Jasper ကျော်ပဲနောက်ဆုံးနိုင်ပြန်တာပဲအဲကနေဦးသိမင်းတို့ပါဘယ်ဘလို့ရောက်ချလဲမသိတော့ရန်ကျိုးတွေဖြစ်ပြီးအတကုံပြန်တီးထုတ်ပြီးလေတာလီဘောတန်းလာနေပါဖြစ်ပြီးမျက်လုံးမှာပေါက်သွားရောအမဇက်တွေသိန်းကိုပြီးဒီဘက်မှာလဲအာမခန္ဓာတဲ့မောင်ဂရင်းကအခုထိစိန်လုံးပြန်ရောက်မလာသေးတော့အချောခံတော့မယ်အလိုနဲ့ဓာတ်နဲ့ခုတ်ခါနီမှာ Jasper ကျော်ကတနက်နဲ့ထားပြလို့တသနာတွေအကုန်ရှင်းသွားပြီကြောင်တော်နဲ့ပြီးဆုံးသွားပြီပေးချင်တဲ့ message ကတော့အကုန်ရောသမမွေးထားတာဘာမှမသိဘူးဆိုတာပါပဲဟိုပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ